တော့ရှားထားပါမအာနာထာကိုယ်ွယ်အားသာမရှိကြကုန်ဒီမဖြစ်ကြဘာကုန်လင်းကိုယ်ွယ်မဲ့အားထားရမဲ့ဖြင့်မင်းတို့မနေပါနဲ့ဆိုတဲ့ကြောင့်မှားတော်မူနော်ကိုယ်ွယ်ရမရှိဘဲနဲ့နေခဲ့လို့ရှိရင်ဖြင့်တဲ့မင်းတို့ဒီကားလို့ရှိရင်ဒုက္ခပင်လေဝေးရမှာပဲဒါဖြင့်တရားဓမ္မတို့ကိုယ်ွယ်ရအားထားရတခုခုတော့ကျွတ်တို့ရှိရတော့မယ်ရှိတဲ့ထဲမှာလည်းစဉ်းစားရလိမ့်မယ်နော်ဒါနလောက်ထားတာပဲဆိုပြန်တော့လေတက္ကာရိတိမပြုတ်တော့ဒါနဖောင်သမောနဲ့နေတဲ့သံဃာခရီးတွေမှာဒါနဖောင်အာဟုပြန်တော့ဝါးပေါင်လောက်ဖြစ်နေတော့လေ9ရက်လောက်ပဲဝါးကတိုင်းလေကရဲ့ခံနိုင်ပြီးကြတော့ရပရဝါကျဲလူပါမျိုးချင်းမျိုးချင်းတွေရောက်ထို့ဒီသီလဖောင်ရာကိုလည်းပြန်လဲလုံးလုံးကိုးစားတော့တဲ့ဖြစ်ကမဖြစ်သောကြောင့်တရားဓမ္မတို့မဲခင်ဖောင်မပြည့်စည်နိုင်တဲ့မဲခင်ဖောင်ကိုသာကိုးကွယ်ရအားထားရရှိကြပါစေဆိုတဲ့အကြောင်းကိုဘုရားရှင်ကိုရမကြီးသည်မှားတော်မူတယ်။သံဃာခရီးတယ်ဆိုတော့တရားဓမ္မတို့သံဃာထဲမှာကံကမရှိသွားနေရတဲ့ပုဂ္ဂိုလ်ခိုးရအားထားရမတွေ့ဘူးဆိုမှဖြင့်လေအလွန်အားငယ်ပါလိမ့်မယ်အဲဒီအားငယ်တဲ့ဥစ္စာမှာငါတို့ကိုးစားရတခုတော့ရှိပါစေတော့ဆိုပြီးရမ်းပြီးအားကိုးလိုက်ပြန်လို့ရှိရင်လေဒကာဓမ္မတို့မခိုင်မမြဲတဲ့ဖောင်းနေတွေ့မယ်ဆိုလို့ရှိရင်လေခဏယာယီသက်သာမှုတော့ရှိမှာပဲစိတ်ချလက်ချခိုးကိုရပြီကိုယ်ွယ်ရပြီစိတ်ချရပြီဆိုတာတခါကျွဲတော့ဥဒ္ဒဝုဒ္ဓမရှိဘူးဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေလေးစားစွာနဲ့သတိပေးလိုက်တာကဖြင့်မဂ္ဂင်ဖောင်မှတပါမဂ္ဂင်သင်္ဘောမှတပါမဂ္ဂင်တောင်ကြီးမှတပါနိဗ္ဗာန်ကိုမြင်ပြီးတဲ့ကာလကိုးစားရအထာရအစစ်ဖြစ်တဲ့တရားဟာဖြင့်သူပဲကြီးကျယ်ခန္ဓာစုံမပြတ်မစည်းခိုင်မြဲတဲ့နိဗ္ဗာန်ကိုသူပဲမဂ္ဂင်သမောနဲ့ဒုက္ခနိုင်တဲ့မဂ္ဂင်ဖောင်ကြီးနဲ့ဘွားနိုင်တယ်ဆိုတဲ့ဥစ္စာသူ့ကိုပဲကိုးစားရအထာရလောက်ရတယ်သဘောပါအဲ့တော့ဒီဓမ္မတွေမှာသိရမယ့်ကိစ္စဆိုတာလူတိုင်းရဲ့ကိစ္စသိရမယ့်ကိစ္စဆိုတာလူတိုင်းရဲ့ကိစ္စဖြစ်နေတော့သိရတဲ့ခါကြလို့ရှင်းဖြင့်တောင်ဆွဲမြောက်ဆွဲပြီးမဆွဲရအောင်တောင်ဆွဲမြောက်ပြီးမဆွဲရအောင်ဒကာဓမ္မတို့ဒီတဲ့ကိုယ်ခန္ဓာကိုယ်ရှုပြီးဒီကာလဟောအနိစ္စခန္ဓာကိုယ်ကြီးပါလားရှင်မဲ့ခင်ရောက်လာပြီဟောဒုက္ခသစ္စာခန္ဓာကိုယ်ကြီးပါလားဆိုတော့ဝန်းနဲ့မဲ့ခင်ရောက်ဒီကနိကကာလမှာလဲလုံနဲ့သေးတဲ့ပုဂ္ဂိုလ်မဟုတ်တဲ့ချိုးစားတွေကရှိသေးဆိုကြလို့ရှိတဲ့အခါကျတော့ဂိုင်းငါဒီကားလို့ဆိုရင်ဖြင့်ဘဝမကူးလို့တော့ပါဘူးဘဝဆိုတာဒီကားဆိုရင်ကူးလိုက်ရင်ဒုက္ခသစ္စာရမှာဧကံတိတကယ်ရှိဖြစ်နေတော့သူစီဖြင့်မကူးလို့တော့ပါဘူးဒုက္ခသစ္စာကြီးလမ်းပြီးဒီကာလမလိုချင်တော့ပါဘူးဆိုတဲ့ဉာဏ်ကြီးအဲ့ဒီချိန်မှာလဲပေါ်ပြီးဒီကာလဝိညာဉ်ချုပ်ခံနည်းနဲ့မဲ့ရတာနဲ့လဲတပြိုင်တည်းဖြစ်တတ်သေးတယ်ဝိညာဉ်ချုပ်ခံနည်းနဲ့မဲ့ရတာနဲ့သမသိတိယန္တာဖြစ်နိုင်သေးတယ်ဆိုတာယခုလိုစောစောစီးလှုပ်ထားတဲ့ပုဂ္ဂိုလ်ဆိုတာပါအဲ့ဒီပုဂ္ဂိုလ်ကြလာတော့ဒကာဓမ္မတို့ကိုးစားရအားထားရအစစ်ဖြစ်တဲ့မဂ္ဂင်ဖောင်ကြီးနဲ့သေးသေးချာချာတွေ့ပြီးဒီကလာနေတော့ရဆိုနိဗ္ဗာန်မြင်ပြီးဒီကလာဩတသံတရားလုံးမြုံမျောနဲ့နေခဲ့တာဖြင့်မြုံမျောစွာသိမ့်ပြီးဒီကလာကိုယ်ရအားထားရှိတဲ့နိဗ္ဗာန်တောင်ကမ်းကြီးဖြင့်မြင်ရလို့တွေ့ရလို့ရောက်ရပြီဆိုပြီးပြုံးပြီးတော့ဝိညာဉ်ချုပ်ပါတယ်ပြုံးပြီးတော့ဝိညာဉ်ချုပ်တယ်လို့ဆိုတော့ဘုန်းကြီးတို့ဓမ္မတွေဒီကားလို့ဆိုရင်ခိုးရစောစောကလှုပ်ထားလို့ဒီနေ့ခိုးရအရှင်စောကြီးတာနဲ့
ဒီကနေ့အပြင်းထန်လုပ်လိုက်တာနဲ့လေမဲ့ခင်ဉာဏ်ကြီးသက္ကုံကဝါရီဆိုတဲ့မဲ့ခင်ဉာဏ်ကြီးကပေါ်ပေါက်ပြီးဒီကလာလို့ပြုံးနေကြအဲ့တော့ဓမ္မတို့ဒီခဏခဏသတိပေးတယ်ပြုံးနေမဲ့တယ်ဆိုတာခေါ်ဝဲရမရှိတဲ့ပုဂ္ဂိုလ်မှာတွေ့တဲ့ခေါ်ဝဲရကလည်းကြောက်เสียရေးဖြစ်နေတော့မဲ့ပြီးဝိညာဉ်ချုပ်ရခုလိုဥပဒနာလုပ်တယ်လုပ်ပြီးဒီကလာမဲ့မဆိုင်ခြင်းနေဦးဒီကံကြီးမှာဖြင့်တကယ်ကြိုးစားတော့မယ်ဆိုတဲ့စိတ်ကမလွဲတာလို့အကြီးကျယ်ကြုံရတဲ့ခါကြလို့ရှင်မလုံးမဖြစ်ဘူးဆိုတဲ့ဝိရိယတွေပြင်းတာဉာဏ်ဉာဏ်တွေဆက်လာမယ်ဆိုလို့ရှိရင်လည်းချက်ချင်းမရနိုင်ပါနဲ့ချက်ချင်းရနိုင်တဲ့အတွက်ပြုံးပြီးဒီကလာတသံတရားလုံးမြုံမျောနဲ့နေကြတာမြုံမျောကြသိမ့်ဖို့ဟာသမောကံဘောအေးချမ်းရာယန္ငါရံဘေးမဆက်ဆံတဲ့နေရာဖြင့်ရောက်ဖို့ဟာဆိုပြီးကာလတကယ်ကျွယ်ဥဒ္ဒဘူးပြုံးပြီးဝိညာဉ်ချုပ်အဲ့တော့ယုံကြည်မဲ့တွေနှစ်ပါးတို့ဒကာဓမ္မတို့ခိုးဝဲရမယ်ဖြစ်တဲ့အလုတ်တရားလုံးမထားလို့ရှင်းဖြင့်မဲ့တွေဖြစ်ကြတယ်ခိုးဝဲရအစ်ဖြစ်တဲ့မဲ့ကံလို့ကြာကြနာနာဒကာဓမ္မတွေလှုပ်ထားကြမယ်ဆိုလို့ရှိရင်ဖြင့်ယုံပြီးဒီကလာခုခန္ဓာကြီးဆွံ့ရတာဝမ်းမြောက်လိုက်တာနောက်ခန္ဓာကမရခြင်းကြောင့်လည်းဝမ်းသာလိုက်တာဆိုတော့သူ့မှာဝမ်းသာမှုနှစ်ခုနဲ့ပဲပြုံးပြီးဒီကလာဝိညာဉ်ချုပ်ရတဲ့အတွက်ဒါကိုယ်ကိုယ်ရလှုပ်ထားတဲ့မဂ္ဂင်သမားကိုဆိုတာကိုယ်ကိုယ်ရလှုပ်ထားတဲ့အဲကြောင့်ဘုန်းကြီးကဓမ္မတွေရမ်းပြီးဒီကလာကိုဆွဲတယ်ဆွဲလည်းမဆွဲရအောင်ကိုယ်တန်တာမဂ္ဂင်7ပါးရင်ထားမဂ္ဂင်သင်္ဘောကြီးမဂ္ဂင်ဖောင်းကြီးမပြေမပြတ်နိုင်တဲ့ဘယ်လိုလိုင်းရေးကြရမှာတိုက်ခိုက်ရမပြည့်စည်နိုင်တဲ့မဂ္ဂင်အလုပ်ကိုဖြင့်သာဘူးတို့ဒကာကျွယ်တို့ကျိုးကျိုးဆဆလုပ်ထားရမှန်ပါဗျာ။နမို့ဒေဂန်ကြီးမှကျယ်ပွဲကျိုးနေဖြစ်တတ်သေးမှန်ပါဗျာ။ဒေဂန်ကြီးမှကျယ်ပွဲကျိုးနေရောဖြစ်ပါဗျာ။ကျယ်ပွဲကျိုးနေဆိုတော့ကြကြဘောင်းကြီးကြဘောင်းခွင်းနေကြီးကလာဆွဲနေပြီကြောက်ကြကြီးလန့်ကြကြီးဆိုပြီးဒီကလာဒီလိုအော်အင်ပြီးဒီကာမနမိတ်ကြီးချင်းလို့ဂရိနမိတ်တွေကလည်းမဟုတ်တာတွေပေါ်ပေါက်လာပြီဆိုမှပြန်ယခုသားကလည်းမကဲနိုင်သမီးကမကဲနိုင်တိုက်တဲ့ဆွေငွေကြောက်ကံပရမမိတ်ဆွေသင်္ကတွေကလည်းမကဲနိုင်မိနိုင်မဲခိုးကိုရမဲ့ကိုးွယ်ရမဲ့ဖြစ်ပြီးသေသွားလို့ရှိရင်ဖြင့်သစ်ပင်လှုပ်ချတယ်လို့ပဲသစ်ပင်ရင်းကနေပြီးရွက်၆တဲ့အချိန်မှာလှုပ်ချလိုက်ပြီဒီမှာပြန်သိရတဲ့ဟာဗျံမတာကြသိရတဲ့ဟာဘာပါလဲသိရတဲ့ဟာဗျံမတာကြတာဒီကားလို့ရှင်ဖြင့်လေးယူရသွားရလို့ပဲလှုပ်သောပုဂ္ဂိုလ်ဤလုံးလဘေယောဂကြောင့်ပဲဆိုရင်ကိုလွယ်ပါလှုပ်သောပုဂ္ဂိုလ်ဤလုံးလဘေယောဂလေးကတိုက်ခြင်းလို့တိုက်ဆိုတော့ဓမ္မတို့သိရတဲ့ဟာမှန်းကြည့်ဖို့ကြရဗျံမတာကြရအဲ့ဒီဝိနိပါတိကဘေးဆိုတဲ့ဗျံမရာဘေးကခိုးကိုရမဲ့ပုဂ္ဂိုလ်ဤဘေးသဘောပါခိုးကိုရမဲ့ပုဂ္ဂိုလ်ဤဗျံမရာဘေးတွေသင်လာလို့ဒီတော့ခင်ဗျားတို့ဒီနေ့ကဥပုံကြီးကဟောလို့နတ်မင်း900ဗျံမရာဘေးသင်လိုက်တာတခါလေအောက်ရောက်မဆိုးပါဘူးလားဟောဥပရိမိဖုရားကြီးတို့ဗျံမရာဘေးသင်လိုက်တာနောက်ရှိဖို့တို့ပြိဋိနေရချာမန္လိကမိဖုရားတို့တေဂာနိဗျံမရာဘေးသင်ချိုက်တာဝီရိရောက်ပေါ့ဒါဘာခိုးကိုရမယ်နေကြလို့ဗျံမရာဘေးသင်ဒါဖြင့်ဓမ္မတို့ခိုးကိုရရှိညီဒီတရားဖြစ်ပါလိမ့်မလဲလို့မေးတော့မှဩမညာဘုံညာပြစ္ဆေနာဉာဏ်ပြီးသာလျှင်ခိုးကိုရရှိကိုယ်ကိုရရှိအမှန်ဖြစ်တော်တယ်ဆိုတဲ့ဥစ္စာဓမ္မတွေသိသိချာချာမှတ်ပါမဂ္ဂင်တရားဓမ္မတို့ကိုယ်ခိုးကိုရမရှိလို့ရှင်းပြန်ခမည်းတော်ပဲစဉ်းစားကြည့်ပါမိုးရတယ်ဆိုရင်ရက်ကလေးမှဆောင်းထားတဲ့ပုဂ္ဂိုလ်ဘုပြေရတော့မလို့ဒီပြေရတော့မလို့မဖြစ်ပေဘူးပြင်းလဲဆိုရွှဲမှာကိုယ်ကိုရမယ်မရှိတဲ့ပုဂ္ဂိုလ်မှာဖြင့်တကားတော့သံဃာကြီးတယ်ဆိုတော့ပြေးလွှမ်းနေတာကို
ကိုပြေးဒီပြေးနဲ့ပဲရောက်ရမမြဲဒီဘွဲတွေရှိတဲ့စီသာပြေးပြီးဒီကလာနေတဲ့အိဗယ်မရောက်ဘူးရောက်ပါပါဗျာဘိုးကောင်လေးတွေများသစ်ပင်ချရင်ပြေးကြဘုဒ္ဓညောကစီပြီးစားသူတို့ကတော့ဖိုးခိုးရရလို့ဆိုပြီးပြေးချကြပြေးပေမဲ့သူနိုင်တဲ့သတ္တဝါကစားမှုတောင်းမှုဖြစ်ကိုကိစ္စပြီးသွားရဒီမှာလည်းဓမ္မတို့တသံတရားလုံးလျှောက်ပြီးပြေးလာလိုက်တာခင်ဗျားတို့ဖိုးခိုးရကိုအစစ်လုံးမထားတဲ့အတွက်မရဏမင်းဤခံတွင်းအတွန်းမှာပဲခန္ဓာကိုယ်တွေထိုးအပ်ကြတယ်ဒါကြွယ်ရိပ်မိပြီကိုယ်ရအဖြစ်ကိုတခါမှမတွေ့ခဲ့တဲ့အတွက်ဘာဖြစ်နှက်ဖြစ်ပြန်လဲမရဏမင်းခံတွင်းကောင်းစင်ပြီးထိုးဝင်လိုက်ရလူတွေကြမင်းဆိုဖြစ်ပြန်တော့မရဏမင်းခံတွင်းကောင်းစင်ပြီးဝင်လိုက်ရခေါင်းကကိုပိဘောဟအစရှိတယ်ဒီကိုဝေးရရှာပြီးသစ်ပင်ချရင်ပြလိုက်ပြန်တော့ဘုဒ္ဓညိုရိအစာနိုင်ရသောပုဂ္ဂိုလ်ရိအစာကောင်းဖြစ်ရဒါခိုဝေးရအစစ်ကိုရှာမတွေ့တဲ့အတွက်ခိုဝေးရမှားတဲ့ကြောင့်မြတ်ပါဇတ်ထဲမှာစားမှုတောင်းမှုဖြစ်နေလမ်းဆုံးရရှာကျတော့လေတသံတရားလုံးမှာရှားလာလိုက်တဲ့ခိုဝေးရအမေပဲခိုဝေးရမလားအဖေပဲခိုဝေးရမလားဆိုပြီးကလာရှားလာလိုက်တာဒကာဓမ္မတွေတော်ကြအမေသေးကိုကောင်းကြကြရင်အဖေသေးကောင်းကြကြရင်ပြည့်စည်ကိုရမလို့အောင်းဝယ်ရန်ငါးရံကသိမ့်သွားတာနဲ့ဒကာဓမ္မတို့ကိုရမယ်ဖြစ်ရနောက်ဆုံးမိတ်တနေ့ကြလို့ရှိရင်ဖြင့်ခန္ဓာကိုယ်ပါဒကာဓမ္မတို့မရဏမင်းပါဇတ်တွန်းမှာကောင်းစင်ပြီးထိုးအပ်လိုက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ကရှင်းလင်းသွားအဲ့ဒါကိုယ်ွယ်ရမယ်နေခဲ့တဲ့ဒကာဓမ္မတွေမို့ဘယ်ဘဝမှာအန္တရာယ်ကင်းလို့ဘေးရှင်းခဲ့ပါသရုံးလို့မေးတဲ့ခါကြလို့ရှင်းမရဏမင်းကိုတပည့်ရတို့ကောင်းစင်အပ်ရတဲ့ဘဝကြီးပါပဲဗျာဆိုတာခိုးကိုရအစ်မတွေ့ခဲ့သဘောပါဘာမတွေ့ခဲ့အခုဒကာဓမ္မတွေကသံဃာတွေကပြောရမယ်ဆိုလို့ရှိရင်မဆုံးမဘူးဒကာကျွေရအမေအားကိုလို့လည်းဒကာကျွေအခုရှိသေးရဲ့အဖေအားကိုခဲ့တာခိုးကိုရမယ်အခုဖြစ်နေပြီဘာတဲ့သမီးတွေအားကိုပြန်တယ်သူတို့ကမမာရနဲ့သူတို့ကမကြမ်းမာရနဲ့နောက်ဆုံးမိသူတို့ကခွဲခွာသွားတာနဲ့ဆိုတော့ခိုးကိုရဖြစ်ဖြစ်ပါတယ်လောကကြီးခိုးကိုရရှားပြီးလာကြတာလေဘုံမောတိဋ္ဌံရှားသလိုရှားလာကြတာအစစ်ကိုမတွေ့ဘူးအစစ်ကိုမတွေ့တော့ဘုန်းကြီးတို့ဓမ္မတွေမှာတဲ့သေဝဲကြီးနှွဲခဲ့ရဘယ်လိုဆိုကြသေဝဲကြီးနှွဲခဲ့ရတာဒကာသစ်တို့စဉ်းစားကြည့်ပါခိုးကိုရအရှာလွဲလို့ကျဆိုခဲ့ကွာလူပြည်သက်ဒုလာရနတ်ပြည်သက်ခြေတစ်ပတ်ဆွမ်းလေကွန်းလင်းနဲ့နတ်ပြည်သွားပါဦးမယ်ဆိုပြန်တော့လေနတ်ပြည်မှာရမရဏမင်းကြီးခွန်ဆက်နတ်ပြည်သွားပြန်တော့ဘုရုခွန်ဆက်မရဏမင်းကလည်းဓမ္မတို့ခန္ဓာကိုယ်နဲ့ခွန်ဆက်ရပါတယ်သဘောပါနတ်ပြည်သက်တို့ဗြဟ္မာလုံငန်းလုပ်ပါဦးမယ်ဆိုပြန်တော့လေဗြဟ္မာပြည်မှာမရဏမင်းကရှိလို့အဲ့ဒီကောင်းစင်းပြီးအလျက်ကိုကိုရလွဲကြတယ်ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာခိုးကိုရအားထားရကိုယ်ွယ်ရရှိကြပါစေဆိုတာသနာထသုတ်ဆိုပြီးအင်္ဂုတ္တပါဠိတော်ကြီးမှာသေးသေးကြကြဟောတာဒီခင်ဗျားတို့မဲ့ခင်အလုံးမှတပါးအန္တရာယ်ကင်းလို့ဘေးရှင်းတဲ့နေရာကိုပို့နိုင်တယ်တရားမရှိသောကြောင့်ခိုးကိုရဖြစ်ဧကံဖြစ်အောင်ဖြင့်မဲ့ခင်အလုံးလုပ်ကြပါသဘောပါဘာလုပ်ကြမဲ့ခင်လို့ဆိုတာလေတရားဓမ္မတွေခဏခဏပြောနေရနော်သူတောင်းတော့မပေါ်ရတာမဟုတ်ဘူးပွားများယူမှမဲ့ခင်ရမယ်ဆိုတာကိုပေါ်ကြသူတောင်းတော့မဲ့ခင်ရမလားပွားများယူမှလားပွားများယူမှရမယ်ဆိုတာသိကြတော့ပွားများလိုက်ရင်တရားဓမ္မတွေအမှားတွေအကုန်ပြောက်အမှန်တွေအကုန်ရောက်လာတယ်ပွားများလိုက်ရင်မားတွေအကုန်ပြောက်ပြီးဒီကလာအမှန်တွေအကုန်ရောက်လာလိမ့်မယ်ဆိုတာဖြင့်ဒကာဓမ္မတို့မပွားများပဲနဲ့သင်ညာကလည်းမပြောက်ပါဘူး
ဉ္ဇဝိပ္ပန္နသကလည်းမပြောက်စိတ်ကြဝိပ္ပန္နသဒိဋ္ဌိဝိပ္ပန္နသဒါကြောင့်မင်းဘာကိစ္စရှိကြုံလို့မေးတော့မဲ့ကံဘာဝိတ္တဗကိစ္စရှိတယ်ကွာဝါမြမပြီးနိုင်တယ်ကွာဆိုတာကိုလည်းကတည်းသေချာဘုရားဟောတာသဘောကျဒါပြန်ဒီမဲ့ကံကိုပွားများတော့မယ်ဆိုတော့လေအနိစ္စနိစ္စသင်နေမယ်နိစ္စလို့မှတ်နေမယ်နိစ္စလို့သိနေမယ်နိစ္စလို့ယူနေမယ်ဆိုလို့ရှိရင်မင်းကြီးတဲ့စိတ်အနိစ္စနိစ္စသင်နေနိစ္စကိုနိစ္စလို့သိနေမယ်ဆိုရင်မရင်ကြီးတဲ့စိတ်ဒီပဲဆိုတာပေါ်ကြအနိစ္စကိုနိစ္စလို့အယူပါးရင်းနဲ့ယူနေမယ်ဆိုလို့ရှိရင်မရင်ကြီးတဲ့အယူပဲမရင်ကြီးတဲ့စိတ်ကြောင့်ဖြစ်ရတာလို့မှတ်လိုက်စမ်းဒါကြောင့်စိတ်တန်တန်ကံဒုက္ခဝါလို့ဓမ္မပဒများလည်းဟောလိုက်စိတ်တန်အမှန်ကိုသိရင်ရတဲ့စိတ်တွေဒုက္ခဝါနိဗ္ဗာန်ကိုဆောင်တတ်သည်ဝါမဲ့ခင်ဖြစ်သည်ဟောတိဖြစ်ဆိုတဲ့အတိုင်းဘုန်းကြီးတို့တရားဓမ္မတွေမှာမရင်ကြီးတဲ့စိတ်ကိုရင်ကြီးအောင်ဆိုပြီးခုလင်းငါရဲ့ရှိနေပြီအမှားတွေပြနေတာမရင်ကြီးတဲ့စိတ်ကြောင့်ဖြစ်ရအမှန်တွေပေါ်လာပြီဆိုမှဖြင့်ရင်ကြီးဖို့ဆိုတာအောက်ခဲ့ရတယ်။ခိုင်းတိုင်းပြကြစို့တဲ့ဒီဓမ္မတွေကိုဒီနေ့တော့အလုံးနဲ့ကွာသွားရမယ်နေ့ဖြစ်နေတော့အမှားလေးရှိပိုင်းကခန္ဓာ၅ပါးယုံနံတရားဆိုတာကကြွယ်ပြီးရှင်းတာပေါ့ဗျာ။မရင်ကြီးတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်မှာတော့ဖြင့်အနိစ္စကိုအနိစ္စလို့မှတ်ပြီးအမှတ်မှားရတယ်လာပြန်တယ်။အနိစ္စကိုအနိစ္စလို့သိနေတယ်အသိမှားတာအနိစ္စကိုအနိစ္စလို့ယူထားတယ်အယူမှားတာမရင်ကြီးသောစိတ်ရှိတဲ့ပုဂ္ဂိုလ်မှာဒီသုံးခုလိုက်ပါတယ်သဘောကျဒုက္ခကိုဒုက္ခလို့မှတ်နေတဲ့ပုဂ္ဂိုလ်ဟာမရင်ကြီးသောစိတ်ရှိတဲ့ပုဂ္ဂိုလ်သဘောကျပြီတဲ့ဒုက္ခကိုဒုက္ခလို့သိနေတာကိုမတ္တမတာကိုမှကိုချမ်းသာတယ်လို့ကိုယ်ကိုကြီးချမ်းသာတယ်လို့ထင်ပြီးဒီကလာနေကြလို့ရှိရင်မင်းကြီးတော့စိတ်ရှိသေးလို့ပဲလို့မှိုက်တယ်ပေါ့လေဒုက္ခဒုက္ခလို့ယူနေကြလို့ရှိရင်လဲတဲ့ဒကာဓမ္မတို့မင်းကြီးတော့အယူရှိတာမရှိဘူးဒါဖြင့်ဒကာဓမ္မတို့အနတ္တအတ္တလို့မှတ်နေတဲ့မင်းကြီးတာပဲအနတ္တအတ္တလို့သိနေပြန်လဲအနတ္တအတ္တလို့ယူထားပြန်လဲမရင်ကျေးတဲ့ယူလို့ဆိုရင်လွယ်ပါဒါကြောင့်စိတ်တန်တန်တန်ဒုက္ခဝါနော်တန်တန်ရင်ကျေးသောသဘောသည်ဝါစိတ်သည်ဒုက္ခဝါနိဗ္ဗာန်ကိုဆောင်နိုင်သည်ဟောတိဖြစ်ဆိုတော့ဝိပ္ပန္နသာပြောက်တဲ့စိတ်ကိုဆိုပါတယ်။ဒါခန္ဓာကိုယ်ကြီးကဘယ်ချိန်မှဆိုခြင်းကြီးဆွန့်ကျင်ရတယ်ကျင်းငယ်ဆွန့်ကျင်ရတယ်နဲ့ချွေးတွေထွက်လာရတာနဲ့သလိပ်တွေအားငါရတာနဲ့အနာအစောတွေများပြင်းထန်လာတာနဲ့ရေပါပါချိုးမှုအမှုပါပါလိမ့်ကြပြုပြင်ကြရတယ်ဆိုတော့ဒုက္ခန္တာကိုယ်ကြီးကအတုပါမှုအတုပါသဘောဖြင့်ဘယ်အချိန်မှဆိုပြောပါလဲပြောပြန်ပြောများဆိုလည်းမြင်ရတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်မှာတော့ဖြင့်အတုပါသူ့ပါလို့မှတ်ပြန်တယ်အတုပါကဒုက္ခလို့သိပြန်ပါတယ်အတုပါဒုက္ခလို့ယူပြန်ပါတယ်ဒါမရင်ကြီးသောစိတ်ရှိတဲ့ပုဂ္ဂိုလ်မှာအမှားဆန်းတစ်ခုလိုက်တယ်လို့ဆိုတာအင်္ဂုတ္တမှာလာပြန်တယ်မရင်ကြီးသောစိတ်ရှိတဲ့ပုဂ္ဂိုလ်မှာအမှားပဲတစ်ခုလိုက်ရှင်းပြီရှင်းပါဒါပြန်တသံတရားလုံးဘုန်းကြီးရဲ့တရားဓမ္မတွေမာဒီမှားဆန်းတစ်ခုကိုပဲအကအကွယ်ယူပြီးဖျားရှောင်ခဲ့ကြတယ်ဒီအမှားဆန်းတစ်ခုကိုအကားကွယ်ပြီးဘုရားရှောင်တရားရှောင်ဆိုတာလာခဲ့ကြတာကျွတ်တို့သမင်ညမိုက်တဲ့လူစားတွေလို့တခါပြောမဆူနဲ့အမှားတဲ့ခုအကားကွယ်ပြီးဘုရားတွေရှောင်တရားတွေရှောင်ခိုးဝေးရမယ့်နေရာကိုအပျော်ကြီးပျော်ပြီးတခါလာနေတဲ့ပုဂ္ဂိုလ်တွေဆိုတော့ဒါလေးသူတဲ့လွဲချော်ပြီးတခါလာဆိုးရတာတော့ဖြင့်မရှိတော့ပါဘူးရှင်းညရှင်းပါကျတော့တသံတရားလုံးပါလေကာကွယ်ယူပြီးဒီကာလမိုက်တွန်းနဲ့နေပါလိမ့်မလဲမဲလို့ရှင်းဖြင့်ဖြေတတ်ကြတယ်
52ခုအကာအကွယ်ယူပြီးမိုက်တွင်းနဲ့နေတယ်ရှင်းမလားအမှား52ခုကိုဒါရီကဒီချိန်ဒီဆရာသမားနဲ့ဒီနာနဲ့တွေ့တော့မှအမှား52ခုကိုမကြောတော့ဘူးမလွားတော့ဘူးမပဲတော့ဘူးမစွန့်တော့ဘူးဆိုလိုက်ချင်းဖြင့်တဲ့ဘုရားတိုင်းကိုကျွတ်တို့ကာကွယ်နေဦးမှာကာကွယ်ုံနဲ့မကဘုရားတွေ့ရန်ဖြစ်မယ်ဆိုတဲ့ဒေဝရသွားတွေလည်းလာတော့သဘောကျဘုရားကိုလည်းကာကွယ်မယ်ဘုရားနဲ့လည်းရန်ဖြစ်မယ်တွေ့ရမတွေ့အောင်လည်းကာကွယ်မယ်တွေ့ရင်ရန်ဖြစ်မယ်မတွေ့အောင်လည်းဘယ်နှခုပါလိမ့်မတွေ့အောင်ကာကွယ်မယ်ဆိုတာလေကိုယ်ဥချက်ကိုရှိသလိုဒီအုတ်တွေကိုရှင်းတာပဲဝိပန္နသ12ပါးသောဥချက်တွေကိုရှင်းလိုက်တာပဲဆိုတာရိပ်နေဒါကဘုရားနဲ့မတွေ့ကြံလို့တရားနဲ့မတွေ့ကြံလို့တကယ်ကြွေကိုယ်ကိုရှိပြီးကြလားကိုယ်ကိုကာကွယ်တာအကယ်အကြောင်းတိုက်ဆိုင်လို့တွေ့ပြန်တော့လေဝိပန္နမရှိတဲ့ပုဂ္ဂိုလ်ကယံဖြစ်ပါတယ်ဒါနောက်ကလျာဏီတို့ဟမ်ဘုရားနဲ့ယံဖြစ်နေတာဟိုအတုပဟောတယ်သူမကြိုက်နိုင်ဘူးဒါကတည်းယံနဲ့ဖြစ်တယ်ယံဖြစ်ဘူးလားအဲ့ဒါတွေထောက်ကြည့်လို့ရှိရင်ဩဒါတွေမပယ်သေးကာလပတ်လုံးဘုရားတရားကိုလည်းတို့လုံညုံကာမဘုရားတရားမဝင်နိုင်အောင်လုံညုံကာမဆိုတယ်ဝိပန္နသ12ပါးအကယ်၍ဝင်လာလို့တွေ့အတင်းဝင်လာလို့တွေ့လို့ရှိရင်လည်းယံဖြစ်မယ်ဆိုတယ်လည်းဝိပန္နသပဲဒါကြောင့်သံဃာရှိခဲ့ကြဥပိ္ပနာဘေသေဘေနဲ့ဖော်လုပ်ခဲ့ကြရတာကာကွယ်မှုကြောင့်လေဥပိ္ပနာဘေသေဘေနဲ့မခွဲရတွေ့တယ်ဘုရားတွေနဲ့လေဝိပန္နသလက်ကင်ထားပြီးဒီလက်နဲ့တင်နဲ့ဘုရားတွေပြစ်ခတ်ပြီးထုတ်တာနဲ့ကျွတ်တို့အပယ်မှာမြုပ်ရတာလေဘဝများလာပြီမစိုးနိုင်ဘူးလားဒါဖြင့်ဒီဝိပန္နသကြောင့်ကျွတ်တို့ဒီကားလို့ဆိုရင်အရှုံးကြီးရှုံးပြီးအနစ်နာကြီးနစ်နာခဲ့တာယခုချိန်ပင်ကိုမကိုသိပြီးကာလဝိပန္နသကိုပယ်တဲ့မဲ့ခင်ကိုငါတို့ဒီကိုယ်ွယ်ရစိတ်ကရဖြစ်နေကိုယ်ွယ်ရဖြစ်နေလောက်ပါတော့မယ်ဆိုတာယနေ့သုံးဖြတ်ချက်ချာအမှန်တန်ရေးကြည့်တော့ခိုင်းဒါဖြင့်ဒကာဓမ္မတို့ဝိပန္နသပယ်ကြတာဆိုသူခန္ဓာ၅ပါးကြောင့်ဖြစ်ပေါ်လာတယ်နော်ဒီခန္ဓာ၅ပါးကိုဒကာဓမ္မတွေ၅ဘုံပုံလိုက်တော့လေ၅ပါးဖြစ်ရမှာ၅ဘုံပုံလိုက်တော့ကောင်းပြီဒီခန္ဓာ၅ပါး၅ဘုံပုံလိုက်တော့လေ၅ပါးဖြစ်တယ်ဆိုတာဒကာဓမ္မတွေသင်ရှားပြနေတော့တတိပ္ပံနဲ့ပုံလိုက်တော့ဘယ်နှပါးလဲယုတ်ကကာယ ानु ပါဒနာဝေဒနာကဝေဒနာ ानु ပါဒနာသင်ညာနဲ့သင်္ခါရကဓမ္မ ानु ပါဒနာစိတ်ကစိတ်တ ानु ပါဒနာဆိုတော့တတိပ္ပံ၄ပါးနဲ့ဝေဘာလိုက်တော့ခန္ဓာ၅ပါး၄ပါးဖြစ်တော့တယ်ခန္ဓာ၅ပါးရှင်းသွားခန္ဓာ၅ပါးရဲ့ရှုနေလို့ရှိရင်ကြာပါလိမ့်မယ်သတိပ္ပံ၄ပါးတစ်ပါးပါးကျိုးစားလိုက်သဘောကျသတိပ္ပံ၄ပါးကိုတစ်ပါးပါးကျိုးစားလိုက်လို့ရှိရင်အကုန်ပါပါဘယ်နဲ့ကြောင့်ရှင်ဘုရားဘုရားက၄ပါးဟောထားပါရဲ့တန်းတဲ့တစ်ပါးပါးကျိုးစားအကုန်ပါလုံးလို့မေးတဲ့ခါကြတော့မှဒကာဓမ္မတို့သင်ရှားပါတယ်မနေ့ကပြောခဲ့တယ်ဒကာကျေလည်းမှတ်မိပါလိမ့်မယ်ဟဋ္ဌိပဒောပမသုတ်ဆိုတော့ရှင်သာရိပုတ္တရာကဟောတယ်ဘာနာသပါဠိတော်ကြီးမှာနော်ခြေရာတွေအများကြီးရှိ냐ဆိုတော့ဘယ်ခြေရာမဆိုစင်ခြေရာတဲ့ဝင်ကြရတယ်ကွာမဟုတ်ဘူးလားခြေရာတွေမြေပေါ်သွားတဲ့ခြေရာတွေအများကြီးရှိ냐ဆိုလဲစင်ခြေရာတဲ့ကြီးတဲ့ခြေရာကမရှိစင်ကြည်ရတဲ့ပဲထောက်လန်းပြီးဒီကလာသွားကြရတယ်ဆိုတာကိုလည်းဒကာဓမ္မတွေသိပါပြီသိတော့သစ္စာဝင်တာပဲဘာပဲဟောနေတယ်ဝေဒနာရှုဆိုတော့သစ္စာရုပ်ရှုဆိုတော့ဓမ္မ ानु ပါဒနာရှုဆိုပြန်တော့စိတ်တ ानु ပါဒနာရှုပါဆိုတော့ဟုတ်ပြီဒကာဓမ္မတွေဒါဖြင့်ဒုက္ခသစ္စာတစ်လုံးပဲရှုဖို့ပဲဒါဖြင့်
ဒုက္ခသစ္စာကိုတပည့်တော်မသိမဲနေမှာဆိုရပါတယ်ဗျာဆိုတော့ဒကာဓမ္မတို့ခန္ဓာကိုယ်ထဲမှာဥဒိယနဲ့ဝေယပဲရှိတယ်။ဘာရှိဥဒိယဆိုတာပြည့်မှုဝေယဆိုတာပြည့်မှုပေါ့ဗျာ။ဒါပဲရှိတယ်ဆိုတာသိကြပါလား။အဲ့တော့ကိုတဲ့ဥဒိယဝေယဒီဘာပါလိမ့်မလို့မေးတဲ့ခါကြလို့ဖြင့်ဒုက္ခမေဝယသံဘောရိဒုက္ခဒိဋ္ဌိဝေတိစနိညာတရဒုက္ခသံဘောရိနိညာဒုက္ခနိယုဇတိလို့သံယုတ်ပါဠိတော်ကြီးများမှာဟောတာပြန်တော့ဖြစ်တာဒုက္ခပြတ်တာဒုက္ခဒါပဲရှိတယ်ဆိုတော့ဒုက္ခသစ္စာကြီးဖြစ်သွားဖြစ်တာလဲဝေဒနာလေးဖြစ်တာလဲဝေဒနာလေးပြတ်တာလဲစိတ်ကလေးဖြစ်တာလဲစိတ်ကလေးပြတ်တာလဲဒီဒုက္ခဖြစ်ဒုက္ခပြတ်မှတပါးတခြားခန္ဓာကိုယ်ထဲမှာရှိသေးတယ်။ဒါဖြင့်ဒကာဓမ္မတို့ခန္ဓာကိုယ်ထဲမှာဖြစ်ပြတွေ့အောင်ရှာဖို့ဘာရေးကြည့်ပါ။ခိုင်းဒကာဓမ္မတို့ဖြစ်ပြတွေ့အောင်ရှာကြတယ်။ဒကာကျော်ပါရှာမယ်။ဖြစ်ပြတွေ့အောင်ရှာတော့မယ်ဆိုတော့ယနေ့လုံနည်းလေးဒကာဓမ္မတို့အာကိုရဖြစ်တဲ့မဲ့ခင်ကိုလုံနည်းလေးပြိုက်တော့ကာယမိမံသမတရပရိဇာနာထပုဏ္ဏဘုံနာကာယေတဘာဝဝိရိတဝါနဒုက္ခသန္တံကရိတ္တိရှင်သာရိပုတ္တရာဟောလိုက်ဣမံကာယံခန္ဓာကိုယ်ကြီးကိုဒီရုပ်ကြည့်ကြည့်ဝေဒနာကြည့်ကြည့်စိတ်ကြည့်ကြည့်ပြောဗျာသမတရခင်ဗျားတို့စောင့်ပြီးသုံးသပ်ကြည့်ပါစောင့်ပြီးသုံးသပ်တဲ့အခါကြလို့ရှင်ခန္ဓာကိုယ်ကြီးကဘုနေရကရာသလိုဒီနေရကနာသလိုဒီနေရအောင်သလိုဒီနေရကရွှေ့ခြင်းသလိုလိုဟိုဘက်ပဲစောင်းလိုက်ခြင်းသလိုလိုဒီဘက်တက်လိုက်ခြင်းသလိုလိုလာလိမ့်မယ်မလာပဲဘူးလားအဲ့ဒီကဲလာလို့ရှိရင်ဩပင်ကိုယ်သဘောစွန့်တာပဲဘယ်လိုမှတ်ကြပင်ကိုယ်သဘောကဖြစ်မှုစွန့်တာကပြတ်မှုပင်ကိုယ်သဘောကစွန့်တာကကြတာစောင့်ကြည့်ပထမကျုပ်စွာအာနာပါနာလေးမှန်မှန်လေးရှုနေဒီမြင်ဒါနမရှိပါနဲ့ထုံးစံတိုင်းခင်ဗျားတို့ရှုမြဲတိုင်းရှုတာပေါ့ရှုပြီးဒီကလာတတိလေးကဒါပြီးရှုနေတော့ခန္ဓာကိုယ်ကြီးတွေကဝေဒနာလေးတွေကလည်းဟိုကရာဒီကနာပေါ်ခြင်းပေါ်လာစိတ်ကလေးတွေကလည်းကျုံကျင်သလိုရဲခြင်းသလိုဒီလိုလာခြင်းလာလိမ့်ကျင်းသလိုလိုဩဒါရီလာလို့ချင်းဒကာဓမ္မတွေကဘာမှမအောင်မင်းနဲ့ဩဒါရီဟာအရှုခံလာတာလို့အောင်မင်းလိုက်ဘောပါဒါတွေဘာလို့လာကြတော့ဒကာကျေသဘောကျပြင်းတဲ့စိတ်ကလေးဆိုတဲ့ဒေါသနုလေးလည်းထိုင်းနေရတာရှုလိုက်ချက်နေပြင်းလိုက်တာလို့လာခြင်းနဲ့လာလို့လာလို့ချင်းအဲ့ဒီပြင်းတဲ့စိတ်ဟာဒါဒကာဓမ္မတို့ဒေါသပဲဒီဒေါသတွေကဘာလို့လာတာလဲလို့တကယ်သိမေးရင်မနဲ့ဖြေပါအရှုခံလာတဲ့စိတ်ကိုခမည်းတော်ကဘယ်နဲ့ကဘုန်းကြီးပြောတဲ့သမာဓိသမာသင်္ကပ္ပသမာဝါယမသမာသတိသမာသမာဓိဆိုတဲ့လောကီမဲ့ခင်7ပါးနဲ့ပြင်းတဲ့စိတ်ကလေးကရင်ပေါ်လာပြင်းတဲ့စိတ်ရင်ရှုပလိုက်သဘောကျပြင်းတဲ့စိတ်ကလေးလာရင်ဘာဖြစ်လို့အရှင်ဘုရားပြင်းတဲ့ပုဂ္ဂိုလ်ပြင်းတဲ့စိတ်ရှုခိုင်းရသလုံးလုံးမဲတဲ့ခါကျတော့ခမည်းတော်သိပါလေတဲ့အေးလာခဲ့ပါပတ္တရှုပါအေးပတိကောခေါ်ကြပြင်းတဲ့စိတ်ကလေးကလည်းအာရမတို့အေးလာခဲ့ပါပတ္တငါ့ကိုရှုပါလို့ခေါ်ပါတယ်အဲ့တော့သူကအရှုခေါ်တာခမည်းတော်ကသူ့ကိုရှုရမှာဆိုတာခမည်းတော်ကဒီနေရာကထပြေးဖို့မလိုတို့တော့ဘုန်းကြီးတို့ဓမ္မတွေမှာဒီလိုသင်ကြားပေးမဲ့ဆရာသမားမရှိတော့ထိုင်ရတော့ပြင်းလာပြသွားတော့မယ်ဆိုတော့ခေါ်တဲ့စီသွားသလားတဲ့ဓမ္မတွေကအိဗ္ဗတိကောဆိုတဲ့ဓမ္မကိုလိုက်နာသလားခေါင်းကပြင်းတဲ့စိတ်စီမံရာကိုပဲပြင်းတဲ့စိတ်ကဓမ္မတွေပဲလေးပါဆွဲချခြင်းလို့လာတဲ့စိတ်အဲ့ဒီစိတ်နောက်လိုက်သွားသလားဒါဖြင့်ခမည်းတော်ပရိစ္ဆာသမုပ္ပါမဖြတ်ဖဲနဲ့ပရိစ္ဆာသမုပ္ပါဆက်တဲ့နောက်လိုက်တယ်
င်းတရားဓမ္မတို့ခန္ဓာကိုယ်စောင့်ကြည့်တော့ပြင်းတဲ့စိတ်ကလေးရင်လာတယ်ဆိုကြပါစို့ခန္ဓာကိုယ်စောင့်ကြည့်တော့ဘယ်စိတ်ကလေးကရင်လာတတ်ဘုန်းကြီးရှုပြီးနေပါရှိုက်ပြီးနေပါမှန်လေးရှုပြီးလာတဲ့ခါကျမှဖမ်းရှုတာပေါ့ဆိုတော့ရှုရှိုက်နေရတယ်လေကြာပြီဆိုပြီးပြင်းလာပြီဆိုတော့ဒေါသလေးမလာဘူးအဲ့ဒါလေးလာလေလို့ရှိရင်ခင်ဗျားတို့ကတခါတည်းမှတ်တာအေးပတိကောသာရွတ်လိုက်ဘာရွတ်မလဲအေးကဘာလဲပတ္တကပတ္တကရှုပါအေးကပတ္တငကူကဘာမှမရှိဘူးရှုတာကြိုက်တာလေးနဲ့နေရတာရှုစရာကိုမရှိသေးတာယခုပြင်းတဲ့စိတ်ကလေးကပေါ်လာတော့ခင်ဗျားတို့မသိဘူးလားသိလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်ဩဒီစိတ်ကလေးကလည်းခုမှပေါ်တဲ့အသက်ကလေးပဲခုပဲပြက်သွားတာပဲလို့သူ့ခေါ်ရာကိုမဲ့ခင်ကလိုက်ပါသဘောကျသူ့ခေါ်ရာကိုမဲ့ခင်ကလိုက်တော့ဘုရားဟောနဲ့ခင်ဗျားတို့ကညီသွားဘယ်ပါဠိတော်နဲ့ညီသွားပါလိမ့်ဘုရားဘယ်လိုဟောပါလဲအေးလာခဲ့ဆိုတာဒီပြင်းတဲ့စိတ်ကခေါ်တယ်ပတ္တရှုပါဆိုတော့သဘောကျလားအေးလာခဲ့ဆိုတော့ဘယ်သူကခေါ်ရင်းတဲ့စိတ်ကပတ္တရှုပါလို့ဆိုတာလေကျုပ်ကိုရှုပါလို့ဆိုတာသူကပဲခေါ်တယ်သဘောကျဒါဖြင့်တရားဓမ္မတို့အေးလာခဲ့ပတ္တရှုပါဆိုကျွတ်တို့ကထပြီးရမှာလားရှုရမှာဘုရားမညံပေးမယ်လို့ခေါ်နေတာခင်ဗျားတို့ကအပေပြင်းလို့စိတ်ကူးဘုရားဘယ်လိုခေါ်တာပါလဲအေးလာခဲ့ပါပတ္တရုပ်ကိုရှုပါဆိုလို့ချင်းသူ့ရှုလိုက်ရင်တို့မက်ပေါ်လာသူ့ရှုလိုက်ရင်ဟောပြန်လာသေးတယ်ဆိုတော့ထပြင်းမဲ့စိတ်လာဒါကတော့သူကတော့မက်ပေးမလို့ခေါ်တာကျွတ်တို့ကဒေဥသွားယူတယ်လို့ဖြစ်သူကဘာပေးမလို့ခေါ်တာအာကိုရဖြစ်တဲ့မက်ပေးမလို့တခါကျွဲရခေါ်တာပါအာကိုရဖြစ်တဲ့မက်ပေးမလို့ခေါ်တာကိုတရားဓမ္မတွေကပြင်းတဲ့စိတ်ကလေးပေါ်လာတော့ပြင်းတဲ့စိတ်ဆိုတာဒေါသနောက်ကနေပြီခင်ဗျားတို့အိဗတိကောင်းတယ်မဲ့ကံမလိုက်ဖဲနဲ့ဒါကဒေါသနောက်ကသောကတော့သဘောကျပရိယေဝဒုက္ခဒေါမနကဒါတွေထဲမှာအဝိဇ္ဇာကတွဲရဲ့ဒီကအဝိဇ္ဇာတွေကမပါဘူးလားအဲဒီအဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียအပေဝိညာဏဆိုပြီးခင်ဗျားတို့အပေပြီးခေါ်တာကခင်ဗျားတို့မဲ့ရအောင်လို့အာကိုရမဲ့ရအောင်လို့အိပတိကောနဲ့ဒေါသကခေါ်တယ်ခင်ဗျားတို့ကခေါ်ရမသွားပဲနဲ့တရားဓမ္မတို့ကျုပ်သွားခြင်းနဲ့စီသွားမယ်ဆိုပြီးကြလားပြင်းတဲ့ပြင်းတဲ့ပြိဿသမုပ္ပါဖြစ်မဖြစ်ဘူးလားပြင်းတဲ့ပြိဿသမုပ္ပါဆိုတော့ပြင်းကြတာဒေါသခုနောက်ကသောကပိယောဒုက္ခဓမ္မအဝိဇ္ဇသင်္ခါရမလားဘူးလားဩတရားဓမ္မမပေးမလို့ခေါ်တာကျွတ်တို့ကပဲသွားမယ်လို့ဆုံးဖြတ်ချက်ချလိုက်ခေါ်တာကဘာပါလဲခင်ဗျားတို့စိတ်ထားကဘယ်သွားခြင်းပါခက်တယ်တရားဓမ္မတို့နော်တရားကျေသိခက်ပါလားအသုံးမကျတတ်တော့တဲခက်ပါလားပထမပေါ်တဲ့စိတ်ကလေးကတရားသိပြင်းတဲ့စိတ်ကလေးကတော့တရားထုတ်တဲ့ပုဂ္ဂိုလ်မှာရှင်းဥစွာလာခြင်းလာတတ်တယ်လာတော့သူ့နေရာကိုခင်ဗျားတို့ကဘာနဲ့သွားရမှာမနဲ့သွားလိုက်တဲ့အခါကျတော့သွားတဲ့အချိန်သူရှိသေးရဲ့မရှိပါဘူးခေါ်တဲ့အချိန်မှလည်းသူရှိတယ်သွားကြည့်လိုက်တဲ့အချိန်ကျတော့သူရှိသေးရဲ့မရှိသေးတော့သူဒီကျုံမရှိတော့ပါဘူးကျုပ်ကအနိစ္စပါပဲလို့ပြောဩဒါဖြင့်ခင်ဗျားတို့ခန္ဓာကိုယ်တိုင်းသာရောဂစိတ်တံသာရောဂစိတ်တံဒီပဇာနာတိဆိုတဲ့အတိုင်းဒီဒေါသစိတ်ကလေးကလည်းပြည့်ပြီးပြတ်တာပါလားလို့မက်ကမသိဘူးလားဒီလိုသိလိုက်တော့အနိစ္စမက်ကသွားဖြစ်အနိစ္စခေါ်တာကအနိစ္စလိုက်တာကမက်ကခေါ်တာကလိုက်တာကဩဒါဖြင့်ခေါ်ရကိုလိုက်ပြန်လို့ရှိရင်လက်တရားဓမ္မတို့မဲ့ရပါတယ်သဘောကျခေါ်ရလိုက်ပြန်တော့
အဲ့ဒါကြောင့်ဘုရားနာတဲ့ပုဂ္ဂိုလ်တွေမပြင်းတဲ့စိတ်ဖြစ်ဖြစ်ရှုပြင်းတဲ့စိတ်ဘယ်ပေါ်တော့ဆိုတော့ဒေါသအရိယဝတ္ထုပေါ်မှာပေါ်လေးရှိပါတယ်သဘောကျဒေါသဘယ်မှာပေါ်လေးရှိအဲ့ဒီပေါ်တဲ့စိတ်ဘာလို့ကြဘာဖြစ်လို့ခင်ဗျားတို့ဖြစ်ဖြစ်ရှုရတာတော့မေးတော့ပါဠိတော်ရွတ်လိုက်အိပတိကောနော်အေးပြင်းတဲ့စိတ်ကလာခဲ့ပါပတ်သာကျုပ်ကိုပဲရှုပါမခေါ်ဘူးလားဩတရားဓမ္မတွေလည်းအိပတိကောဘုရားရှိတာရွတ်တတ်တယ်ကိုတိုက်ရိုက်ခေါ်တော့မသွားတတ်ဘူးဒါရင်ဘုရားရှိတာခင်ဗျားတို့ကစာပြန်တာပေါ့မမေ့ဟုတ်လားအလုံးလောက်ပါဆိုတော့မလုပ်တတ်စာပြန်ပါဆိုတော့စာတော့ဖတ်တတ်တယ်အဓိပ္ပာယ်မသိတဲ့ကလေးတွေနဲ့တူးအင်္ဂလိပ်စာဖတ်တတ်တယ်အဓိပ္ပာယ်ပြန်စမ်းပါဆိုတော့ဒါတော့မသိဘူးဖတ်တတ်တာရှိတာပဲခင်ဗျားတို့လည်းဒီလိုဖြစ်တကယ်ကြတာပဲယနေ့ကစပြီးအိပတိကောဆိုတာသဘောကျအိကဘာလဲလာခဲ့ပတ်တာကဒါပြန်ပေါ်တဲ့ဓမ္မပူသေးရပြန်ခေါ်တာကြီးခင်ဗျားတို့မလိုက်တာကခင်းမလိုက်ရင်ခေါ်တဲ့အချိန်မလိုက်လို့ရှိရင်ဖြင့်စီမံရသွားမယ်ဆိုတဲ့အိဗယ်ရောက်ခေါ်တဲ့အချိန်မလိုက်ရင်တကယ်ကြွဒီနှစ်ခုရှင်းခေါ်တဲ့အချိန်လိုက်ရင်မဲ့ရစီမံရလိုက်ရင်အပေရောက်သဘောကျခေါ်တဲ့အချိန်လိုက်ရင်စီမံရလိုက်ခေါ်တဲ့စီလိုက်တော့ဖြစ်ပြဲမဲ့သဘောကျခေါ်တဲ့စီလိုက်တော့ဖြစ်ပြဲနဲ့မဲ့ကြိုက်သွားခေါ်တော့ခေါ်တယ်ဗျာတပည့်တို့ကမသိလိုက်ဘူးဟုတ်လားမသိလိုက်ဘူးလို့ဆိုတဲ့အခါကျလို့ရှိရင်အဝိဇ္ဇာသင်္ခါရပဲလိုက်သွားတယ်ဝိဇ္ဇာဖြစ်เสียဒီဘက်လည်းလိုက်မှာမလိုက်လို့ရှိရင်လည်းဒေါသနောက်ကဒေါသကိုမနိုင်လို့သောကတွေပရိဒီဝဒုက္ခဒေါမနတာဝိဇ္ဇာသင်္ခါရပဲလိုက်ဒါဖြင့်ခေါ်ရာကိုလိုက်ရင်မဲ့စီမံရာကိုလိုက်ရင်ပဲလေးပါခေါ်ရာကိုလိုက်စီမံရာလိုက်ဒါကြွဒီနှလုံးကသေပြောတဲ့တရားဒီနှလုံးကသေပြောတဲ့တရားပါပဲတကယ်သိရိမ့်ပြီခေါ်ရကိုလိုက်ရင်တော့မဲ့ရနော်ခေါ်ရမလိုက်ပါဘူးသူတို့စီမံရလိုက်ပါတော့မယ်ဆိုတော့အပယ်လေးပါပဲရဒီလေဝိဇ္ဇာသင်္ခါရဆိုတော့ဝိညာဏရုပ်ပဲလက်မတော့ဘူးပရိသေဝိညာဉ်ကအပယ်ဝိညာဉ်လည်းဖြစ်နိုင်ပါလေဒါကြောင့်ဆရာဘုန်းကြီးမှာတာကစောင့်ပြီးကြည့်လို့ချင်းပြင်းတဲ့စိတ်ရင်လာခြင်းလာလိမ့်လာလို့ချင်းပြင်းတဲ့စိတ်ကပြင်းတဲ့စိတ်နောက်ကိုကျွတ်တို့ညာကလိုက်မဂ္ဂင်၅ပါးကလိုက်ပါသဘောကျဘုန်းကြီးကစာဟောနေတာလားအင်္ဂုတ္တပါဠိတော်မှာပဲမင်းတို့အိပတိကောသဘောကျအောင်လို့ရင်မင်းညာခွန်ညာရနိုင်တယ်ဆိုတဲ့ဥစ္စာတရားဓမ္မတွေရိပ်မိပါလားပြင်းတဲ့စိတ်ကအေးဟိငါစီလာခဲ့ပတ်ကငါ့ကိုရှုတရားဓမ္မတွေကသူကခေါ်တယ်ငါရှုလို့ဆိုပြီးမက္ခင်နဲ့လဲလိုက်တဲ့ခါကျတော့ရှိသေးရဲ့ဘယ်ရှိမလဲနှစ်စိတ်မှမပေါ်ဘူးပြင်းတဲ့စိတ်ချုပ်မဲ့စိတ်နဲ့သက်ရှင်ပြင်းတဲ့စိတ်ကမဲ့စိတ်နဲ့သက်ရှင်တာအရှင်ကနေပြီးအသေးကြည့်လိုက်တဲ့အခါကျတော့မရှိတာတွေ့ဒါရင်မရှိတာကနေသာတွေ့တာကမရှိတာကတွေ့သိတာကပါဠိတော်နဲ့သူကကြိုက်သွားအားလုံးတရားတရားဓမ္မတွေခွင့်ပြောတာမရှိတဲ့ဆရာများရှိသေးတယ်ဘုရားခေါ်လိုက်ဥမာနဲ့ကိုယ်ပေါ်မှာရားတယ်ရားတာကြီးပေါ်လာတယ်ဆိုကြပါစို့ဗျာတရားစိတ်ကဘာလုပ်လဲလိုက်တဲ့အခါကျတော့ဟိုရားတယ်လေးတွေတွေ့သေးရဲ့ရားတာကဘာဆိုကြရတာအိဋ္ဌာသိတာမေတ္တာဆိုတော့သူခေါ်ရလိုက်ရင်မေ့ရသူခေါ်ရလိုက်ရင်မေ့ရဒါဖြင့်ဒကာဓမ္မတို့စားကျင်တဲ့စိတ်ကလေးပေါ်လာတယ်လောဘစိတ်ကလေးဆိုကြပါသမင်းစားလာတယ်တရားထုတ်တာနည်းနည်းကြာလာတယ်သမင်းစားလာတယ်ဆိုတော့
သမင်းစားတဲ့စိတ်ကလေးနောက်ကိုခင်ဗျားတို့ကသမင်းစားတဲ့စိတ်ဟာဒီတိုင်းနေမဲ့စိတ်လားပြည့်စည်မဲ့စိတ်လားလို့လိုက်ကြည့်ကြဘာတွေ့ပြည့်စည်လားဘာခေါ်လိုက်တာကဒါစိတ်တ ानु ပဒနာရှင်းမလားဒါဝေဒနာ ानु ပဒနာဆိုတာဟုတ်တာပဲဓမ္မ ानु ပဒနာဆိုတာဟုတ်တာပဲဖြစ်ပြတွေ့တဲ့အခါကျတော့သစ္စာကြီးတွေ့တာပဲသစ္စာတွေ့ရင်ဓမ္မ ानु ပဒနာဖြစ်သွားတာပဲရှင်းမလားဒါပြန်ဝိပဿနာအလုပ်ဆိုတာဘာလို့လဲဆိုတော့ခေါ်ရလိုက်တဲ့အလုပ်မမိကြဝိပဿနာအလုပ်ဆိုတာခင်ဗျားတို့ကရတယ်ဆိုလို့ချင်းရတဲ့စီကိုညံနဲ့လိုက်ရခင်ဗျားတို့ကဒီလိုမှမလားရနိုင်လို့နေဆိုတော့ရတဲ့နောက်ကနေပြီးဒုက္ခနောက်ကထောရလိုက်တော့ကပ်ပါသေးလားခင်ဗျားတို့ခေါ်တဲ့တရားနဲ့ရံဖြစ်မဲ့ညံပေးမဲ့တရားနဲ့ရှင်းမှဖြစ်ရတယ်ပြည့်စည်ပေးမဲ့ပုဂ္ဂိုလ်ဥပိ္ပနာပဲသေပေးတားပေးမဲ့ပုဂ္ဂိုလ်နဲ့ရံဖြစ်ရတယ်ဆိုတဲ့ခင်ဗျားတို့ကဆိုရတာပဲရှားမတူတွေ့ရရဲ့ဒါဖြင့်ဒကာရမဝိပဿနာလို့ဆိုတာဘာပါလိမ့်ခေါ်ရလိုက်တဲ့လို့ဝိပဿနာလို့ဆိုတာဘာပါလိမ့်ဒါဖြင့်ဒကာရမတို့ဒေါသကခေါ်လဲဒေါသနောက်လိုက်လောဘကခေါ်ရင်ဘာနဲ့လိုက်မလဲလက်လိုက်တဲ့အခါကျတော့ခေါ်တဲ့တရားကခေါ်ဖို့သိပြီပဲခေါ်ဖို့အဲ့တော့ဘာတွေ့တော့အနိစ္စတွေ့တော့ကိုအနိစ္စနဲ့မက္ခနဲ့ကြိုက်သွားအနိစ္စနဲ့ဒုက္ခနဲ့မက္ခနဲ့အနတ္တနဲ့မက္ခနဲ့အတုပနဲ့မက္ခနဲ့ဒီဝိပဿနာတွေအကုန်ချောတာဒီလိုကကြိုက်အောင်လုပ်နေလို့ရှိရင်ဖြင့်တဏှာဝိပဿနာကမှကလည်းအနိစ္စမြင်တဲ့ကမရှိဒုက္ခမြင်တဲ့ကစိတ်တဝိပဿနာမရှိအနတ္တမြင်တဲ့ဒိဋ္ဌိဝိပဿနာကမရှိတော့ဘူး။ဩဒီတဏ္ဍာကြီးပြိုသွားတာခေါ်ရလိုက်တဲ့နည်းနဲ့လိုက်မှကိုဆိုတာပေါ်လာ။ဘယ်ဟာပေါ်ပါလိမ့်။အေးဆိုတာဘာပါလိမ့်။လာခဲ့။လာခဲ့ခေါ်တယ်။အေးကဘာပါလိမ့်။ပတ်တာရှုပါလို့ပြောလာရှုတရားဓမ္မကခေါ်ဘူးလားဘယ်လိုခေါ်ပါလဲအေးကလာခဲ့ပတ်တာကရှုပါလာရှုသမှာခင်ဗျားတို့ဟုတ်လားလာရှုရင်ကျုပ်ကဒုက္ခသစ္စာပြောပါမယ်ဖြစ်တဲ့ဒုက္ခသစ္စာပြောပါမယ်လို့မပြောဘူးလားပြောပါဘူးကဲရှင်းဒါဖြင့်ရတဲ့နေရာဆိုလို့ရှိရင်သွားမဖြောက်နဲ့ညံနဲ့လိုက်နားတဲ့နေရာရောစားရတဲ့စိတ်ကလေးရှိတဲ့နေရာရောအိတ်ချင်တဲ့စိတ်ကလေးရှိတဲ့နေရာကုလိုက်ပါသံခိတစိတ်တံနိဗ္ဗာနာတိဆိုတဲ့ရှင်းနာမိတ်ရဲ့ပေါ်ရင်ရှင်းနာမိတ်ကကိုဖြစ်ဖြစ်ရှုဝိကိတစိတ်တံနိဗ္ဗာနာတိဆိုတော့ဥပ္ပစ္စတဲ့ကုဝိစ္စပေါ်လဲပါလို့အဲ့တော့ခင်ဗျားတို့ခေါ်ရလိုက်လို့ရှင်းဖြင့်ဖြစ်တဲ့နဲ့မဲ့နဲ့ကြိုက်ပါတယ်ခေါ်ရမလိုက်တော့ပါဘူးဆိုလို့ချင်းဒီတရားတွေဒီအကုန်ပြိဿမှုကဆက်ပြီးအပယ်လေးပိုင်းကိုခေါ်ရမလိုက်ကြလို့ရှင်းကြဩဒါကြောင့်တတိပဌံတည်ရေးကြီးပါလားဆိုတာပေါ်လာတတိပဌံရေးကြည့်တယ်ဆိုတာရှင်းလင်းပေါ်သေးဘူးလားဒါကြောင့်အေးပတိကောဆိုတာလေးကိုဖြင့်ရှင်းလိုက်ကြအေးပတိကောကဘုရားရှိခိုးဖို့တရားရှိခိုးဖို့ဟောထားတာလဲဆိုလဲဟုတ်ပါအဲ့ဒါဓမ္မနုဒ္ဒတိဖြစ်တယ်သဘောကျဝိပဿနာလုပ်တဲ့အခါကျတော့ဓမ္မနုဒ္ဒတိမဟုတ်ဘူးဝိပဿနာသွားဖြစ်မဲ့ရကိုသွားဖြစ်ပေါ်ကြဒါဖြင့်အိပတိကောဆိုတဲ့ဥစ္စာခေါ်ရလိုက်တာပဲခေါ်ရလိုက်တော့ခင်ဗျားတို့ရိုးတော့မလိုက်ပါနဲ့တဲ့ရိုးမလိုက်ပါနဲ့ဒကာဓမ္မတို့တလုံးတိုးလိုက်ပါဦးနော်တန်တိကြီးကိုကိုအမြင်နဲ့ကိုလိုက်စမ်းပါတန်တိကြီးကောဆိုတော့ကိုအမြင်နဲ့ကိုလိုက်တဲ့ခါကျခေါ်ရကိုလည်းအိပတိကောနဲ့လိုက်တော့ဒီတိုင်းမလိုက်ပါနဲ့တဲ့ညာမြင်နဲ့လိုက်စမ်းပါ
ပေါ်ကြဘာမြင်နဲ့လဲညာမြင်နဲ့လိုက်လိုက်ကြအရင်ရှိခေါ်တဲ့လူကရှိခေါ်တဲ့လူကရှိနောက်ကြလာတော့တကယ်ညာမြင်နဲ့လိုက်လိုက်တဲ့ခါကျတော့မရှိတာတွေ့သဘောကျအဲ့တော့ကိုယ်တိုင်မြင်လားသူတို့ကပြောတာအဲ့ဒါအနိစ္စကိုယ်တိုင်မြင်ဆိုတာတကယ်တော့မဟုတ်အိဗ္ဗတိကောခေါ်ရဘူးတန်တိတိကညာနဲ့လိုက်လိုက်လို့ရှင်းကိုယ်တိုင်မြင်တာပါပဲအိဗ္ဗတိကောကခေါ်냐တော့လေဘုမာတရားဓမ္မတို့ဥမာသားကလဲရခေါ်နေလို့အမေကသွားတယ်လို့ခင်ကိုသွားတာနဲ့မသွားဘဲနဲ့တန်တိတိကောနဲ့ကိုယ်တိုင်မြင်ညာနဲ့သွားစမ်းပါဒါဖြင့်ခင်သွားမသွားနဲ့ညာသွားပါလို့တန်တိတိကောကဟောတယ်ခင်သွားမသွားပဲနဲ့ခင်လို့သွားတာကတော့မေကလေးကဟောငိုပြီးဒီကလာနေတာနဲ့ငိုကိုခေါ်လိုက်တယ်နဲ့မေတွေကကြပြကြပြေးရတာအဖေတွေကကြပြကြပြေးရတာရှိသေးအဲ့ဒါကတဏှာခေါ်လို့ပြေးတဏှာကဆွဲတာနဲ့ပြေးလိုက်တန်ရောစဉ်ကတန်ရောဇနိယဖြစ်တဲ့အာယုံကဆွဲတာနဲ့ပြေးရအဲ့ဒါညံနေသွားတာမဟုတ်ဒါကြောင့်မိန်းမတွေသွားတဲ့ခါကျတော့ခလုတ်တက်ရတာနဲ့စူးကြီးရတာနဲ့အဝတ်မမြင်ရတာနဲ့မရှိဘူးလားအဲ့ဒါညာနဲ့ပြေးတာဒါဖြင့်အိဗ္ဗတိကောကခေါ်냐တော့လဲတန်တိတိကောဆိုတဲ့ညာဥစီပြီးပြေးလိုက်တော့ဘာတွေ့မရှိတဲ့အိဋ္ဌတွေ့တယ်အဲ့ဒီတော့မှညာကနေပြီးဒီကလာတန်တိတိကောတို့ကရှုရတဲ့ညာသည်အနိစ္စခန္ဓာကြီးပါလားဆိုတော့အမှန်မရှိသေးကင်းကြမင်းကြဆိုတဲ့အသိမှကိုခိုင်နေမြဲတယ်ဆိုတဲ့ယူမှကိုဟောဒါဖြင့်အိဗ္ဗတိကောခေါ်ရကိုတန်တိတိကောဆိုတဲ့ကိုညာနဲ့လိုက်ပြီးဇမပြန်ဝိပ္ပန္နာသသုံးချက်ရှင်းတယ်ဘယ်နှခုရှင်းပါလဲတခါသေးသိနေရကြနေပြီဒီတရားဘယ်နဲ့ကြောင့်ဆရာဘုန်းကြီးတွင်ဟောနေပါလိမ့်မလို့ဆိုတော့ခင်ဗျားတို့ရပြီးသားပါဠိကိုခင်ဗျားတို့အသုံးမချတာလို့တခါကြော်ပါလေဆေးကတောက်ဆေးခင်ဗျားတို့ကလိမ့်သေးလို့ဆေးကဘာသေးပါခင်ဗျားတို့ကခက်ပြီဒီယောဂပြောင်းမှာမဟုတ်ပါဘူးဒီကငါပြောက်เสียမြင်သေးရဲ့ဘယ်နဲ့တော့လို့ဆေးသုံးမှန်းဆေးသုံးမှန်းနေလို့ဆိုတော့ရင်းနေခင်ဗျားတို့ကအန္တရာယ်ကင်းပေးကင်းရွတ်ချင်ဒါလိမ့်သေးလို့ဟာဒီကလိမ့်သေးမလို့တော့ဘုငါဒီခေါ်ရလိုက်မယ်ညံနဲ့လိုက်မယ်ဆိုရင်တော့တောက်ဆေးဖြစ်သဘောကျဒါဖြင့်ဘုန်းကြီးတို့တရားဓမ္မတွေဒီတရားကုံတော်တွေရှိ냐တော့လေအသုံးမချတဲ့တန်နဲ့လိမ့်စေးလုပ်ပြီးသုံးနေကြတာနဲ့သံဃာရှိတဲ့သဘောရောက်ပါတယ်ရောက်ပါဘူးတောက်ဆေးလုပ်လို့ရှိရင်ခုလောက်ရှိကိစ္စပြီးသဘောပါရှင်းမင်းနော်အပြင်ဝိပဿနာဆိုတာအိဗ္ဗတိကောခေါ်ရကိုနော်တန်တိတိကောနဲ့လိုက်ပါသေတိချာချာမပါဒီနှလုံးဟာအကုန်ပြီးတဲ့တရားလို့တခါပြောမှတ်လိုက်စားအိဗ္ဗတိကောခေါ်ရကိုတန်တိတိကောဆိုတော့သာမန်ပတ္တိတာဘောသာမန်ကိုယ်တိုင်ဉာဏ်ဖြင့်ပတ္တိတာဘောဉာဏ်လိုက်ပါရှင်းမလားဒါဖြင့်ဒကာဓမ္မဒီလိုလိုက်လိုက်တဲ့ခါကျတော့ခွန်းနဲ့ကခေါ်တဲ့တရားကြီးပရိစ္ဆေသမုပ္ပါဆက်နိုင်သေးရဲ့ဘာလဲဆိုတော့လိုက်တဲ့တန်တိတိကောဆိုတဲ့ဉာဏ်ကဒကာဓမ္မတို့တခါတည်းပရိစ္ဆေသမုပ္ပါကိုဖြတ်လိုက်ပါမဖြတ်ဘူးလားရှင်းပြီနော်ဟောဒီကအိဗ္ဗတိကောဟုတ်လားသူကတန်တိတိကောဆိုတဲ့မိုင်းညာနဲ့လိုက်လိုက်တယ်ဒီဘက်ကပရိစ္ဆေသမုပ္ပါတည်းအတန်းပြီးလာနိုင်သေးရဲ့ဒါဖြင့်တန်တိတိအိဗ္ဗတိကောခေါ်ရဘူးတန်တိတိကောနဲ့လိုက်လိုက်တဲ့အတွက်ပရိစ္ဆေသမုပ္ပါပြတ်ရမလိုက်တဲ့ပုဂ္ဂိုလ်မှာဖြင့်ပရိစ္ဆေသမုပ္ပါဆက်လျက်မစိုးနိုင်ဘူးလားရှင်းမလားခဲတာနဲ့ဒီလိုပဲရှုပြီးဒီကလာနေတော့အဖြစ်ပြတဲ့ခန္ဓာကိုယ်ရဲ့သုံးနေအောင်တွေ့ပဲဘူးလားဖြစ်ပြတဲ့အကုန်ဆုံးတွေ့လို့ရှိရင်ဒကာသိယထာဘုဒ္ဓဉာဏ်ရပြီအိဗ္ဗတိကောခေါ်ရကိုတန်တိတိကောနဲ့ဉာဏ်နဲ့ရေးလိုက်တော့မရှိတာလေးမတွေ့ဘူးလားဒါပါဉာဏ်ပါလေတို့တော်လဲ
အမြဲတမ်းခန္ဓာကြီးကရှိပြီးဒီကလာခဏခဏပြက်လိုက်တဲ့ခေါ်နေပြန်တော့ဒကာတွေအဆုံးတိအောင်မုန်းနေတယ်ဟောလက်ရတယ်မလဲရင်တော်ပါဒါပြန်ဒကာဓမ္မတို့ခေါ်ရလိုက်ပါများတော့ဘာတွေတွေ့တုံးဆိုတော့မရှိတဲ့သေးတွေတွေ့ဗျမရှိတဲ့အိဋ္ဌာဆင်းရဲတဲ့ဒုက္ခအဆိုးမရတဲ့အနတ္တဟုတ်လားယွန်စရာမုန်းစရာဖြစ်တဲ့အတုပါတွေကတခါတည်းတွေ့လိုက်ကြတဲ့ကိုကဘယ်နဲ့ဝိပ္ပန္နသတွေခံနေသေးရဲ့ရှိသေးရဲ့မရှိပါဘူးဩဒါဖြင့်အိပတိကောခေါ်ရသံလေးဒီကောနဲ့လိုက်တာနဲ့ဝိပ္ပန္နသတောင်ကြီးပြိုဝဝိပ္ပန္နသတတိုင်းကြီးပြည့်စည်ရပေါ်ကြဘယ်နဲ့ကြောင့်ဒီတိုင်းပြည့်စည်ပါလဲမလုံးသေးတဲ့ခါကြတော့မှဒကာသေးအာဂါရီကောအခါမနဲ့အကျုပ်ပေးချတယ်ဘယ်လိုကျုပ်ပေးလဲအပယ်သွားမယ်တရားတွေနောက်ဆက်တွဲမလာနိုင်အောင်အခါမနဲ့ကျုပ်ပေးလိုက်အိပတိကောခေါ်ရကိုတန်လေးဒီကောနဲ့လိုက်တာနဲ့အာဂါရီကောဆိုတဲ့ခေါင်းကအခါမနဲ့ကျုပ်ပေးတယ်ဆိုတော့အပယ်သွားမယ်တရားတွေကုန်ဖြတ်ချဘယ်လိုကဖြတ်ပါလိမ့်မက်ကဖြတ်လိုက်တော့ဘယ်နဲ့ဆိုရအာဂါရီကောဆိုအခုမဲ့ဆိုရင်အခုပြတ်တာလောကီမက်ကလည်းလောကီပရိစ္ဆေသမုပ္ပါပြတ်တာပဲပြတ်သေးဘူးလားခိုင်းတရားဓမ္မတွေဒီပရိစ္ဆေသမုပ္ပါပြတ်တယ်ဆိုတဲ့ကဝိပ္ပန္နသပြတ်လို့ပြတ်တယ်ရှင်းမလားဝိပ္ပန္နသမပြတ်ရင်မပြတ်ပါဘူးခိုင်းဒါဖြင့်ဝိပဿနာရှုမှသာလဲခိုကိုရဖြစ်တဲ့မဲ့ကလေးရမှလည်းအာဂါရီကောဆိုတဲ့သံဃာခရီးတွေပြတ်တယ်တဏှာဥပါဒံကံရောသောကပရိဒီဝဒုက္ခဒေါမနသအဝိဇ္ဇာသင်္ခါရကဲဒါဖြင့်ဒကာဓမ္မတို့အိပတိကောခေါ်ရာကိုဘာနဲ့လိုက်မယ်တန်လေးဒီကောနဲ့လိုက်တဲ့ခါကြတော့ဘယ်လိုကျေးဇူးခံစားရကြုံးဆိုတော့အပေသံဃာပြတ်တယ်ဘာကြောင့်လို့ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့အကာလီကောအခါမင်းကျုပ်ပြီးဆိုင်အခါမင်းကျုပ်ပြီးတော့ဒကာဓမ္မတို့ပရိစ္ဆေသမုပ္ပါဆက်နိုင်သေးရဲ့ပရိစ္ဆေသမုပ္ပါမဆက်နိုင်တာပါပါလေအကာလီကောအခါမင်းကျုပ်ပြီးအခါမင်းကိုဒကာဓမ္မတွေခန္ဓာဆက်เสียရှိသေးရဲ့ဒါကမဲ့စင်မဟုတ်သေးဘူးဥပဒနာမဲ့တင်ဟောနေသေးတယ်ညပြန်လောကုတ္တရာပဲဟောတော့ဒီတွေရှင်းလိုက်တယ်သဘောပါကဲနိုင်ရှိပြီယနေ့ဒီရင်တော့ကြ